မင်္ဂလာပါရှင်ကဲပွေးတက်ဖို့တက်ဘာဝေးရမလဲလို့စဉ်းစားနေကြသူတွေအသက်ပေါ့နော်ဝင်းပပစစ်ကန်ကော့တန်ဆိုင်မှာဆိုရင်တော့အသိချုပ်ပြီးသားအခုလိုပွေးတက်ဝတ်စုံလေးတွေကိုစိတ်ကြိုက်များစွာဝေးချေဝယ်ယူအားပေးနိုင်ပါပြီရှင်ဒါဆိုရင်ဘာလို့ဝင်းပပမှာဝဲတင်တာလဲโอเคနနက်တဲ့အချက်ကအသိချုပ်ပြီးသားမို့ကိုနဲ့အတိုင်းတာအဆင်ပြေမပြေဝတ်ကြည့်ပြီးချစ်ချင်းဝယ်လို့ရလေနောက်ပြီးအရေးအသွေးမြင့်ပိုးနဲ့ချီသားခစ်စားနေတဲ့ပိုလာရိတ်ဒီဇိုင်းမျိုးစုံကိုအသုံးပြုထားလို့ဝေးရတာလဲစမတ်ချစ်ပြီးပုံလဲအရန်ကိုကြတယ်နော်ဒီဇိုင်းပိုင်းကလည်းစမ်းစမ်းလေးလေးမို့လူငယ်ရောလူကြီးတွေပါကြိုက်နဲ့တတ်စေမဲ့ရှမ်းဝတ်စုံလေးတွေလည်းအစုံရှိပါတယ်ရှင်ဈေးနှုန်းလည်းတင့်မဲ့သားလို့စိတ်တိုင်းကြရွေးချယ်ဝယ်ယူနေပါတယ်နော်ကဲဒါဆိုဝင်းပပစကန်ကော့တန်ဆိုင်ကိုဘမရှာရမလဲဆိုတော့ Grand Monglemien Shopping Mall ဒုတိယထပ်ဆက်လေကအနီးဆိုင်အမှတ်259မှာရှိပါတယ်။လာရတာလေလွယ်ကူပြီးကားပါကင်လည်းအဆင်ပြေတယ်နော်။ဒါဆိုရင်တော့ပွဲတက်အတွက်ရှမ်းဝတ်စုံလှလှလေးတွေလိုချင်ရင်ဝင်းပပစကန်ကော့တန်ဆိုင်ကိုအမြန်ဆုံးလာခဲ့ဖို့မမေ့နဲ့နော်။